ဗုဒ္ဓဟာဖျားရှင်မဖြစ်မီကသူ့အသက်ကိုယ်တော်အခြားသူများအတွက်ပေးဆက်ခဲ့တယ်ဆိုတာယုံနိုင်ပါသလားဖျားရှင်ကတဘွားရဲနေတာမဟုတ်ပဲအတိတ်ဘဝများစွာကိုဖြတ်သန်းခဲ့သူဖြစ်ပါတယ်ထိုအတိတ်ဘဝဇလန်းများကိုဂျာတကာဟုခေါ်ကြပြီးမေတ္တာဂရုဏာနဲ့အနစ်နာခံမှုတို့ကိုဖော်ပြဖို့အတွက်ပါဒီနေ့မှာတော့ဖျားရှင်ရဲ့အထင်ရှားဆုံးအတိတ်ဘဝတစ်ခုကိုပြောပြပေးပါမယ်တခါကဖျားရှင်ဟာချမ်းသာတဲ့နိုင်ငံတစ်ခုမှာမင်းသားတစ်ပါးအဖြစ်မိုးထွားလာခဲ့တယ်သူဟာခံရပြီးဥစ္စာပစ္စည်းနဲ့အာဏာများရှိတော်လဲသူ့နှလုံးသားထဲမှာအမြဲတမ်းအခြားသူများအပေါ်ကျေနပ်မှုနဲ့တနာမှုဖြင့်ပြည့်နေပါတယ်သူကမင်းသားတစ်ပါးဖြစ်ပေမဲ့မိမိတို့သာမစင်စားခဲ့ပဲလူတိုင်းရဲ့ဒုက္ခကိုနားလည်တဲ့သူဖြစ်ချင်ခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာမင်းသားကတယောက်တည်းတောထဲကိုဝင်သွားတာပေါ့တစ်ပင်ကြီးတွေကြားမှာနေရောင်ကထိုးထွက်နေပြီးအေးချမ်းပြီးတော့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာသူမမျှော်လင့်ထားတဲ့မြေခွင်းတစ်ခုကိုတွေ့ခဲ့ရတယ်အဲ့ဒီຢာကအရက်အားနေပြီးစားလောင်နေတဲ့ကြားမကြီးတစ်ကောင်နဲ့ကြားပေါက်ကလေးတွေဖြစ်ပါတယ်ကြားမကြီးကအားမရှိတဲ့အတွက်မလှုပ်ရှားနိုင်တဲ့လောက်ဖြစ်နေပြီးကြားပေါက်ကလေးတွေကလည်းစားလောင်နေကြပါတယ်အဲ့ဒီမြေခွင်းကိုမြင်ရတဲ့အခါမင်းသားရဲ့စိတ်ထဲမှာအလွန်နှာကျင်သွားခဲ့တာပေါ့မင်းသားကသူမကူညီရင်မဖြစ်တော့ဘူးဆိုတာနားလည်သွားပြီးဒီကြားမကြီးနဲ့ကြားကလေးတွေတိတ်ဆုံးသွားနိုင်တယ်ဆိုတာကိုသိခဲ့တယ်ဒါပေမဲ့သူ့လက်ထဲမှာအစာကျွေးဖို့မရှိကူညီဖို့နီးလန်းရလည်းမရှိအဲ့ဒီအချိန်မှာမင်းသားကအကြီးမားဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်မိမိအသက်ကိုကြားမနဲ့ကလေးများအသက်ရှင်နိုင်ဖို့ပေးဆောင်ရဆုံးဖြတ်ခဲ့ပါတယ်မင်းသားကကြောက်ရွံ့ခြင်းမရှိခဲ့ပဲမေတ္တာတရားတစ်ခုတည်းနဲ့အခြားအသက်များကိုကယ်တင်ဖို့ရွေးချယ်ခဲ့တာပေါ့ဒီအချိန်မှာသူသည်မင်းသားတစ်ပါးမဟုတ်တော့ပဲမေတ္တာရဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့တယ်ဒီဇလန်မှာတကယ်တော့မေတ္တာဆိုတာကိုယ်တိုင်အခက်အခဲရှိရင်လည်းအခြားသူများကိုကူညီနိုင်ခြင်းဖြစ်ကြောင်းဗုဒ္ဓကပြသခဲ့တယ်တခါတည်းရမှာအကြီးမားဆုံးသောအင်အားဟာမေတ္တာနဲ့တနာမှုဖြစ်တယ်ဘုရားရှင်မဖြစ်မီကတော့ဗုဒ္ဓသည်မေတ္တာကိုအပြည့်အဝလက်တွေ့ပြသခဲ့သူဖြစ်ပါတယ်ဒါကြောင့်ပဲသူဒီနောက်ဆုံးတွင်ဘုရားရှင်ဗုဒ္ဓဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးဇာတ်လမ်းများကိုဆက်လက်ကြည့်ရှုလိုပါက follow and subscribe လုပ်ခဲ့ဖို့လိုအပ်ပါတယ်ခင်ဗျာ